အားလုံးပဲမင်္ဂလာပါဆိုတဲ့က channel လေးကြိုဆိုလိုက်ပါတယ်ဒီနေ့ episode မှာတော့အိန္ဒိယဈေးကွက်ထဲကကားခလန်လန်လေးတစ်စီးအကြောင်းပြပြပေးမှာပါဒီကားကကျွန်တော်တို့ trust ဆိုရင်တော့ dream car လို့ပြောလို့ရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့နောက်ကြရင်သိသွားမှာပါဒီကားရဲ့ဈေးတန်းကဒေါ်လာ13000ဝန်းကျင်ဆိုတော့မြန်မာငွေနဲ့တွက်ရင်300နဲ့600ချောင်းမှာပဲရှိလိမ့်မယ်အဲ့တော့ဒီဈေးတန်းနဲ့ဆိုရင်ဒီကားကဘယ်လောက်တောင် fashion မစုံလောက်ဘူးလဲလို့ထင်လိုက်မယ်ဒါပေမဲ့ဒီကားရဲ့ fashion တွေကိုတင်ပြီးသွားရင်တော်တော်လေးကိုအံ့အားသင့်ဖို့ကောင်းမယ်သူရဲ့ style နဲ့ design language ဘိုင်းကလည်းတော်တော် modernize ဖြစ်တယ်လို့ပြောလို့ရတယ် flash door handle နဲ့ keyless entry နဲ့လုံးဝကိုဒီကားကလုံးဝဒီ full grade လို့တော့ပြောလို့ရတယ်စီ motor မပါတာလို့ရင်တော်တော်လေး full grade လို့ပြောလို့ရတယ် interior ဘိုင်းမှာဆိုရင် pedal shifter တွေပါမယ်နောက်360 camera တွေပါမယ်နောက် voice command ပေးလို့ရတဲ့ sunroof တွေ digital instrumental cluster တွေ infotainment screen တွေနောက် Harman audio system အနေနဲ့ digital aircon round aircon အနေနဲ့တော်တော်ကြီးကိုလန်လန်လေးပါတယ်ဗောနော်တော်တော် fashion တော်တော်စုံစုံကိုထည့်ပေးထားတယ်အဲ့တော့အဲ့ဒီကားလေးအကြောင်းကျွန်တော်တို့တစ်ချက်လောက်ရေးလိုက်ကြည့်အောင်ပါမိတ်ဆွေတို့အနေနဲ့ကားတွေကိုသဘောကျတယ်နိုင်ငံတကာကားလောကသတင်းအကြောင်းအရာတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားကြပါကျွန်တော်ရဲ့ channel လေးကနိုင်ငံတကာကားလောကသတင်းအကြောင်းအရာတွေနဲ့ကားတွေရဲ့အကြောင်းအရာတွေကိုဖော်ပြပေးနေတဲ့ channel လေးလည်းဖြစ်ပါတယ်အဲ့ဒီကားလေးကတော့ Tata ရဲ့ Altroz ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်သူ့ရဲ့ design language ဘိုင်းကိုတစ်ချက်လောက်အရင်ဆုံးကြည့်အောင်ပါနော်ဒါကသူ့ကို share မြင်ရမယ့်ရုပ်ထွက်ဒီရုပ်ထွက်မှာဆိုရင်ကျွန်တော်တို့ဒီ LED headlamp တွေကလုံးဝ LED headlamp တွေပေါ့နော်ဒီမှာဆို data running light ကလည်း LED နဲ့ဒီကားကို share ကြည့်ရင်တော့နည်းနည်းလေးအနက်ရောင်နဲ့သူ့ရဲ့ body color နဲ့ match ဖြစ်အောင်လုပ်ပေးထားရပေါ့နော် share ဒီ gray ဘိုင်းမှာလည်းနည်းနည်းလေးတေးသေးလေးနဲ့လှအောင်လေးလုပ်ပေးထားတယ်အောက်ဘက်မှာတော့ lower grade ကတော်တော်ကြီးကြီးကိုပါတယ်lower grade ကတော့အကြီးပေါ့နော်ဒီမှာဆိုရင်တော့အနက်အောင် bumper line ကိုဒီကားရဲ့ body အလဲကနေဖြတ်ပြီးဝင်ထားတယ်ဒီမှာကfog lamp တွေကလည်းလုံးဝကို LED တွေပဲထည့်ပေးထားတယ်သူ့မှာက black essence တွေတော်တော်များများသုံးပေးထားရပေါ့နော်ဒီမှာဆိုသူ့ရဲ့ Tata ရဲ့ logo တွေ့ရမယ်ဒီ body ဘိုင်းပေါ်မှာဆိုလဲဒီ bonnet ဖုံးပေါ်မှာဆိုလဲဒီအချိုင်လေးတစ်ခုနဲ့ဒီ APLA ဆင်းလာတဲ့ body line နဲ့ဒီလိုလေး white ပေးထားတဲ့ဟာလေးကသူရဲ့ design language ကအရင်ကြီးစုပ်ပြတ်နေအောင်လုပ်မထားဘူးဆိုတာကိုသိတာစီတယ်ပေါ့နော်တော်တော်လေးကိုလှတယ်ဒီ side mirror တွေကလည်းအနည်းအောင် trim တွေပဲသုံးပေးထားတယ်ဒီရှေ့မှာဆိုကျွန်တော်တို့360 cam ကိုတွေ့ရမယ်ဒါပေမဲ့ရှေ့မှာ parking sensor ဘာညာကိုတော့ကျွန်တော်တို့မတွေ့ရဘူးပေါ့နော် parking sensor ရှေ့ဘက်မှာ parking sensor ကိုမတွေ့ရဘူးအဲ့တော့ဒီကားရဲ့ side profile လေးကိုတစ်ချက်လောက်လေ့လာကြည့်အောင်ပေါ့နော်ဒီမှာဆိုကျွန်တော်တို့ဒီ side mirror မှာလည်း signal မီးတွေပါတယ်ပေါ့နော်ကျွန်တော်တို့ပတ်မှတ်မီးကြောင်လို့ပြောကြတဲ့ဟာပေါ့သူ့ရဲ့ side profile ကအခုဒီဘက်ကို modernize ဆန်သွားတဲ့အချို့အကွေတွေနဲ့တွေ့ရတယ်တောင်းမှန်ချိုးတဲ့ဟာမျိုးတွေပေါ့နော်အချို့ဒီတောင်းကြချိုးထားတဲ့အချိုးတွေကိုလည်းသူ့မှာတွေ့ရတယ်ဘေးဘက်မှာကြည့်မယ်ဆိုရင်ဘိန်းတွေကအလွိုင်းဝှီးတွေကိုပဲသုံးပေးထားတယ်လုံးဝကိုအလွိုင်းဝှီးကိုအနက်ရောင်နဲ့ chrome နည်းနည်းနဲ့ပေါင်းပေးထားတဲ့ဟာမျိုးပေါ့နော်လုံးဝပစ္စလက်ခတ်လုပ်ပေးထားတာမျိုးမဟုတ်ဘူးပေါ့နော်ဒီကားမှာကတော်တော်ကြီးကိုဘယ်လိုပြောမလို့တန်ဖိုးနဲပေမဲ့မြင်ရတာတော်တော်လေးလမ်းအောင်လုပ်ပေးထားတယ်ပေါ့နော်ဒီမှာဆိုလဲကျွန်တော်တို့အနက်ရောင် trim ကတော်တော်ကြီးကိုတိတိကျကျဒီနေရှားတွေတွေ့ရတယ်ပေါ့နော်။မဆိုကျွန်တော်တို့က flash door handle နဲ့ဒီ300 ကားတစ်စီးက flash door handle နဲ့ဆိုတော့တော်တော်လေးမိုက်တယ်ပေါ့နော်။ဘေးဘက်မှာလည်းသူရဲ့တောင်ချိုးကြသွားတဲ့ဒီ body line လေးတွေကလည်းမဆိုးပေါ့နော်ဒီလိုလေးချိုးပေးထားတဲ့ဟာလေးတွေကမဆိုးဘူး။အဲ့တော့အနက်ရောင် mirror cap နဲ့ဒီပတ်လဲမှာတော့ကားရဲ့ဒီမှန်နေရဲ့ပတ်လဲမှာတော့သူကအနက်ရောင် trim တွေပဲသုံးပေးထားတယ်ဒီမှာဆိုလဲအနက်ရောင် accent တွေပဲသုံးပေးထားတယ်ဒီကားမှာကလုံးဝကိုအနက်ရောင် accent ကို full blown ကိုသုံးပေးထားရပေါ့နော်အများကြီးသုံးပေးထားတယ်ဒီမှာက flash door handle နဲ့နောက်ဒီဘက်က side ဒီနောက်ဘက်ကတကားကိုတော့သူကတကားရဲ့နောက်ဘက်မှာထည့်ပေးထားတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကတော့ဘယ်လိုပြော Suzuki Swift တို့ဘာလို့မှတွေးနေကြပုံစံမျိုးသူဖန်တီးပေးထားတယ်အဲ့တော့သူရဲ့နောက်ဘက် profile တစ်ချက်လောက်ကြည့်အောင်ပေါ့နော်သူရဲ့နောက်ဘက် profile ကလည်းအရန်ကြီးကိုပစ္စလက်ခတ်လုံးမပေးထားဘူးပေါ့နော်ဒီမှာကျွန်တော်တို့ spoiler တွေ့ရမယ်ဒီပေါ်မှာဆိုလဲငမန်းစူးတောင်ပုံစံပေါ့နော်ငမန်းကြော်ရုပ်ပုံစံအင်တနာကိုတွေ့ရတယ် LED
ထေးလက်မြည်ရလဲကားရဲ့နောက်ဘက်တစ်ခုလုံးအပြည့်ပြေးပေးထားတယ်သူရဲ့ style ကဒီလိုလေးချိုးပြဒီလိုလေးပေါ့နော်သူရဲ့အချိုးကွေလေးကနောက်ဘက် design အချိုးကွေလေးကလည်းတော်တော်လေးကိုနော် modernize ဖြစ်အောင်လုပ်ပေးထားတယ်အောက်ဘက် bumper ကလည်းတော်တော်ကြီးကြီးနဲ့ဒီမှာဆို bucket sensor နှလုံးကိုတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ကားကအရန်ကြီးပြဿလက်ခတ်လုံးမပေးထားဘူးပေါ့နော်ဒီမှာသူရဲ့ Tata ရဲ့ logo တွေ့ရမယ်သူရဲ့ဒီ Ultra ဆိုတဲ့စာတန်းကိုတော့အောက်ဘက်မှာဖြည့်ပေးထားရပါတော့တကယ်တော့ Tata ဟာလေးကိုဖြုတ်ပြီးတော့ Ultra ကိုဒီမှာသွားပြီးတော့စာတန်းအရှိထည့်လိုက်ရင်ပို့ပြီးတော့လမ်းလိုက်မယ်ပေါ့နော်ဒီပုံမှာတော့ break me ငါ့ကိုတွေ့ရမယ်ဒီမှာဆိုရင်တော့ရောင်ပြန်မီလုံးလေးကိုတွေ့ရတယ်ပေါ့နော်အဲ့တော့တိန်900နဲ့600ရန်600ကြားကကားကရုပ်ထွက်ပိုင်းမှာတော့တော်တော်လေးလမ်းနေပြီပေါ့နော်တော်တော်လေးလမ်းနေပြီဆိုတာဒီဈေးတန်းမှာဒီရုပ်ထွက်ဆိုရင်တော့မစိုးဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ရှိမှဒီတိန်900နဲ့600ရန်ကဒီလိုပုံစံမျိုးတော့ရမှာမဟုတ်ဘူးအဲ့တော့အတွင်ငန်းကပို့ပြီးတော့လမ်းလိမ့်မယ်အတွင်ငန်းကိုတစ်ချက်လောက်သွားကြည့်အောင်ဒါကသူ့ရဲ့အတွင်ငန်းမှာဆိုရင်ဒီမှာကြည့်လိုက်တာနဲ့ကျွန်တော်တို့ CRI က D shape ပုံစံ CRI လဲတာကြိုးချုံနဲ့နော်နောက်ကျတော့ဒီမှာသူက3 transform မဟုတ်တော့ဘဲနဲ့ dual spoke ပဲဖြစ်သွားပြီဒီမှာကျွန်တော်တို့ cruise control တွေပါမယ်ဒါ cruise control ပါညာအတွက်ပေါ့နော်ဒီမှာဖုန်းဖြည့်တာဒီမှာဆို voice command အောင်ရအောင်မယ်ဆိုတဲ့အတွက်တော်တော်လေးမိုက်တယ်ဒီဟာကြည့်ရတာကအရင်ကြီး chip ဖြစ်နေတဲ့ဈေးပေါ်နေတဲ့ပုံစံမျိုးမခံစားရဘူးဒီပုံမှာဆိုလဲleather padding တွေပေါ့နော်soft touch leather တွေတုံးပေးထားတဲ့ပုံစံမျိုးရှိတယ်နောက် digital instrumental cluster ကလည်းတော်တော်ကြီးကိုထည့်ပေးထားတယ်နော်10လက်မကြော်လောက်ကိုအပြည့်ကိုထည့်ပေးထားတယ်လုံးဝခိုးထားတာမျိုးမရှိဘူးနောက်ဒီမှာဆိုလဲ infotainment screen လည်း touch screen ပဲဗျဒီမှာပဲဒီ DR အတွက်ပဲ DR တွေအကုန်လုံးက touch screen နဲ့သွားမယ်ဒီ climate control အတွက်ကိုဒါသူကအောက်မှာ touch ပုံစံမျိုးနဲ့လုပ်ပေးထားတယ်ပေါ့နော် digital aircon မဲ့လုံးဝမိုက်တယ်ဒီမှာဆို 12V socket ပါမယ်နောက်65W ထွက်မဲ့ type C charger နဲ့ USB port ပါမယ်အဲ့တော့ဒီ shape ပုံစံ CRI နဲ့ဒီအခန်းထဲကကြည့်လိုက်တာကတော်တော်လေးကိုအရင်ကြီးဈေးပေါ်နေတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ premium Samsung ထီကိုအဲ့လောက်ထီကိုသုံးပေးထားတဲ့ခံစားချက်မျိုးရတယ်ပေါ့နော်ဒါကဒီဘက်အောက်ဘက်ကိုဆက်ပြီးဆင်းလာရင်သူက gear RAM ပေါ့နော် gear RAM ကလည်းဒီမှာ soft touch နဲ့ဒီမှာဆိုလဲ wireless charger ပါသေးတယ်အောက်ဘက်က heat တက်မှာဆိုလို့သူ heater ဒီ fan မှာပေါင်းမလားမသိဘူးပေါ့နော်ဒီမှာသုံးပေးထားတဲ့ဟာလဲ plastic trim ကတော်တော်နက်နက်ပြောင်ပြောင်လေးပေါ့နော် chip ဖြစ်တဲ့ပုံစံမျိုးမခံစားရဘူးဒီမှာတော့holder တွေပါမှာ cap holder တွေပါမယ်အဲ့တော့ဒီမှာဆိုလဲသူရဲ့ပုံစံ fabric ပုံစံလေးသုံးပေးထားပါတော့ leather ဒါမှမဟုတ် fabric ဖြစ်လိမ့်မယ်အရင်ကြီး chip ဖြစ်နေတဲ့ပုံစံမျိုးမခံစားရဘူးပေါ့နော်အဲ့ဒီမှာကကျွန်တော်တို့ sunroof ကလည်း voice command နဲ့ရမယ် motor နဲ့ manual တော့မဟုတ်ဘူးထိုင်ကုန်တွေကလည်း leather မဟုတ်လောက်ဘူးပေါ့နော် leather မဟုတ်ဘဲ fabric ကိုတော့သုံးပေးထားမယ်ထင်တယ် airbag ကလည်း6လုံးတောင်ပါတယ်ပေါ့နော်အဲ့တော့ကားရဲ့ safety ဘိုင်းကောentertainment ဖြစ်ဖို့အတွက်ကော fan drive ဖြစ်ဖို့အတွက်ကောသူတည်တည်ချာချာလုပ်ပေးထားတယ်ဒါကနောက်ခန်းရဲ့ပုံစံပေါ့နော်နောက်ခန်းရဲ့ပုံစံမှာကျွန်တော်တို့ကြည့်မယ်ဆိုရင် round aircon ဆိုတာဟာယူနောက်ခန်းကိုကျွန်တော်တို့တေချာကြည့်မယ်ဆိုရင်ဒီမှာ round aircon တွေ့ရမယ်နောက် charging port တစ်ခုပါသေးတယ်နောက်ဒီထိုင်ကုန်ရဲ့ design ပေါ့နော်ထိုင်ကုန်ရဲ့ design ကဒီနားလေးမှာဒီလိုလေးခုံပေးထားရတော့ကျွန်တော်တို့အောက်ကနေပြီးတော့ဒူးကို support လုပ်ပေးထားတဲ့ပုံစံမျိုးကြာထိုင်မဲ့လူတွေအတွက်ကိုခရီးဝေးအတွက်ကိုတော်တော်လေးအဆင်ပြေတယ်ဒူးကြီးကလွတ်ပြီးတော့ကျွန်တော်ညောင်းလာတဲ့ပုံစံမျိုးခံစားရမှာမဟုတ်ဘူးပေါ့နော်အဲ့ဒါလေးတွေကတော်တော်လေးမိုက်တယ်ရှေ့ဘက်ထိုင်ကုန်တွေကလည်းအဲ့တိုင်းပဲသွားထားတာပေါ့နော်ဒါကသူ့ရဲ့ airbag ဟာတွေပေါ့နော် airbag ရဲ့နေရာတွေထိုင်ကုန်တွေကတော့ motor မဟုတ်တာတခုပဲပေါ့နော်အဲ့ဒီထိုင်ကုန်တိဆောက်ပုံ supporting leg supporting ပေးထားတဲ့ဟာကတော်တော်လေးဒါကကျွန်တော်အနေနဲ့တော့သဘောကျရပါတော့ခရီးဝေးရှေ့အရှေ့မောင်းမဲ့လူတွေအတွက်ကိုဒါလေးကတော်တော်အဆင်ပြေတယ်ဒီမှာဆိုကျွန်တော်တို့handbrake ကတော့ digital မဟုတ်ဘူးပေါ့နော်ဒီ electronic parking brake မဟုတ်သေးဘူး handbrake ပဲဖြစ်သေးတယ်ဒီမှာတော့ဒီနှစ်ယောက်ကြောင့်မှလက်တင်လေးတော့တစ်ခုပါသေးတယ်အဲ့ဒါတွေကမစိုးပြအဲ့ဒါတွေကုန်တော့တော်တော်လေးအဆင်ပြေတယ်အိန္ဒိယဈေးကွက်ကလုံးဝကိုဈေးချူချူနဲ့ရောင်းနေပေါ့နော်ကားတွေကဈေးချူချူနဲ့ရောင်းနေဒီကားကဈေးချူပေမဲ့တော်တော်လေးမိုက်တယ်လို့ပြောလို့ရတယ်ပေါ့နော်တခြားဆူဇူကီတို့ Hyundai တို့ကလည်းရောင်းကြရပေါ့နော်ဒီအိန္ဒိယ
အိန္ဒိယ local တွေနဲ့ပေါင်းပြီးထုတ်တဲ့အိမ်ဒီကုမ္ပဏီတွေကတော့ဈေးချူချူနဲ့ရောင်းကြတယ်ဒါပေမဲ့ဒီလောက်ကြီး fashion စုံနေ fashion မိုက်ပြီးတော့ဈေးချူတဲ့ကားမျိုးကတော့တော်တော်လေးရှားသေးတယ်ပေါ့နော်ဒီကားက horsepower တွေကတော့အရင်မများဘူး engine တွေနဲ့ဆိုတော့1.2 liter 5 fuel ရပေါ့နော်CNG နဲ့ DASI နဲ့ပေါင်းတဲ့ဟာမျိုးနောက်တစ်ခုကgasoline engine ရမယ်နောက်1.5 liter diesel engine ဆိုပြီးတော့ရမယ် horsepower တွေကတော့အရင်ကြီးများနေတဲ့အထက်မှာမပါဘူး83 HP ကဒါ bi fuel မှာဆိုရင်83 HP ထွက်မှာပေါ့နော်နောက် DASI engine မှာက89 HP ထွက်မယ် diesel engine က1.5 engine ကတော့သူက89 HP ထွက်မယ်ဆိုတော့ horsepower ကတော့အရင်မများဘူးfan to drive တော့ဖြစ်နေမှာမဟုတ်ဘူးဒါပေမဲ့ fan to drive ဖြစ်ချင်တော့သူကနောက်တစ်ခုရွေးလို့ရသေးတယ်1.2 liter turbo charge engine နဲ့အဲ့ကောင်ရဲ့ horsepower ကတော့118 HP ထွက်မယ်ဒီကောင်လေးက sporty ရလည်းဖြစ်တယ်horsepower လေးလည်းဒီသူကားနဲ့သူ့ရဲ့ရွယ်နဲ့ဆိုတော့မစိုးဘူးပေါ့ဗျာအဲ့ဒါလေးကတော့မစိုးဘူးအဲ့တော့ဈေးနှုန်းကကျွန်တော်ခုနကပြောသလိုပဲဒေါ်လာ13300ဝန်းကျင်ပဲဆိုတဲ့အတွက်မြန်မာငွေနဲ့တွက်ရင်တော့3600တန်းလောက်ပဲရှိမယ်ဆိုတဲ့အတွက်မစိုးဘူးဗျဒီကားကလေတော်တော်လေးမစိုးတဲ့ထင်မှာပါတယ်ကျွန်တော်တို့ရှိမှလည်းအဲ့လိုကားတွေကိုရှိစေချင်တယ်ဗောနော်အဲ့တော့ဒီကားကကျွန်တော်ရဲ့ dream car ဆိုတာလဲ dream car လို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဈေးတဲ့ဒီ600နဲ့ fashion အစုံပါတယ်ဗျာကျွန်တော်လိုချင်တဲ့ Apple CarPlay ဘာညာလဲပါမယ်နောက်360 cam ပါတယ်ဗျာ round aircon ဖြစ်တယ်တခုပဲ motor ထိုင်ကုန် motor မဖြစ်တာအလွန်ကျန်တာအကုန်လုံးတော်တော်စုံတယ်အဲ့တော့ဒီလိုကားလေးတွေကတော့ကျွန်တော်တို့ရှိမှလည်းရောက်လာရင်တော့ကောင်းတယ်အဲ့တော့မိတ်ဆွေတွေရောဘယ်လိုထင်လဲဘယ်လိုမြင်လဲမိတ်ဆွေတွေရဲ့အမြင်လေးကိုလည်းကျွန်တော်ရဲ့ comment box မှာရေးပေးသွားကြပါအောင်ကျွန်တော်ရဲ့ video လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက် video မှာပြန်တွေ့မယ်နော်